Amazon တောနဲ့ထဲမှာတတဝါတိုင်းကိုအရှင်လက်လက်ပြုတ်ပြနိုင်တဲ့မြစ်တစ်စင်းတကယ်ရှိတယ်ဆိုတာသင်သိပါသလားတနအီလူထင်ခဲ့ကြပြီမယ်သိပ္ပံပညာရှင်တွေတကယ်ရှာတွေ့ခဲ့တဲ့ဒီမြစ်အကြောင်းကိုအခုပဲပြောပြပေးပါမယ်ကမ္ဘာအကြီးဆုံးတောနဲ့ကြီးဖြစ်တဲ့ Amazon တောထဲမှာလူမသိသေးတဲ့လူဝက်ချက်တွေအများကြီးရှိပါတယ်ဒီထဲကမှအထူးဆန်းဆုံးကတော့ဒနာရီလိုပဲလူတွေထင်မှတ်ခဲ့ကြတဲ့ပွတ်ဆူနေတဲ့မြစ်ပါပဲစပိန်နယ်ချယ်ရီလက်ထက်ကားတဲ့ကရွှေရှားပုံတော်ဖွင့်ရင်ဒီမိအကြောင်းကိုကြားခဲ့ရပါမယ်2011ခုနှစ်ကြာမှာသိပ္ပံပညာရှင်အန်ဒရစ်ရူဇိုကကဘာတီအောင်ဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီမိထဲကိုကြားသွားတဲ့ဘဲတတဝါမှဆိုချက်ချင်းအသားရီကျက်ပြီးသိဆုံးသွားနိုင်ပါတယ်ဒါဟာဘာကြောင့်လဲဒန်ဒါယူမတီအမှန်တရားတို့အန်ဒရစ်ရူဇိုဟာငငယ်ကလေးကသူ့အဖိုးဖြိုးပြတဲ့ဒန်ဒါကြီးကိုယုံကြည်ခဲ့သူပါအဲဒီတုန်းကပညာရှင်တွေကမိတော်မရှိပဲမိရဲ့ပူဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကန့်ကွက်ခဲ့ကြပါတယ်ဒါပေမဲ့ရူဇိုဟာ2017မှာပီရူးနိုင်ငံရဲ့တောနက်တဲ့ကိုကိုယ်တိုင်တွားရောက်ရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့အရှည်4မိုင်နီးပါးရှိပြီးတကယ်လက်ပေါက်ဆူနေတဲ့ရှာနီတင်ပစ်ကမီကြီးကိုရှာတွေ့ခဲ့ပါတယ်မိရဲ့ကြောင်မက်ဖွေစွမ်းအင်ဒီမိရဲ့ရေအပူချိန်ဟာပြင်းပြအားထိ9.9 ဒီဂရီစင်တီဂရီရှိပါတယ်နိုင်ရှင်ပြရရင်ကျွန်တော်တို့တောက်တဲ့ကော်ဖီပူပူဟာ60ဒီဂရီစင်တီဂရိတ်ဝန်းကျင်ပဲရှိတာပါဒီမြစ်ထဲကိုဖားတကောင်ပြုတ်ကျသွားရင်စက္ကန့်ပိုင်းအတွင်းမှာနဲ့သူ့ရဲ့မျက်လုံးတွေဖြူသွားပြီးအတွင်းအင်္ဂါတွေကျတ်သွားတာကိုရူဇိုကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်လူဆိုရင်လည်းခန္ဓာကိုယ်ရဲ့40%လောက်ရေဘူးလုံးတန်းနဲ့အသက်အန္တရာယ်ရှိနေပါတယ်ဘာကြောင့်ပူနေတာလဲဒါဟာအကြီးမားဆုံးလူဝချက်ပါပဲပုံမှန်အားဖြင့်ရေဘူးစမ်းတွေဟာမီးတောင်နားမှာရှိတတ်ပေပဲဒီမြစ်ဟာအနည်းဆုံးမီးတောင်နဲ့မိုင်ပေါင်း400ကျော်ဝေးပါတယ်ပိတ်ပံပညာရှင်တွေတွေးရှိချက်အရကမ္ဘာမြေအောက်အနက်ပိုင်းမှာရှိတဲ့ hydrothermal water လို့ခေါ်တဲ့ရေဒီဟာမြေလွှာအကြောင်းတွေကနေတဆင့်အပေါ်ကိုတက်လာတာပါမြေအောက်ကကွေးအပ်နေတဲ့နေရာတွေကနေကမ္ဘာဥတိုင်းရဲ့အပူရှိန်ကိုတဲဆောင်လာပြီးမြစ်ရေနဲ့ပေါင်းဆက်သွားတာကြောင့်မြစ်တစ်စလုံးပွက်ဆူနေရတာဖြစ်ပါတယ်ဒါဟာကမ္ဘာတွေးကြောမကြီးတစ်ခုကနေတွေးတွေယိုစီးနေတယ်လို့ပါပဲဒေသခံတွေရဲ့ယုံကြည်မှုနဲ့တဘာဝပတ်ဝန်းကျင်ဒီမြစ်ဟာဒေသခံရှားပြီးဖို့လူမျိုးစုတွေအတွက်တော့အလွန်မြင့်မြတ်တဲ့နေရာပါသူတို့ကဒီမြစ်ကိုနေမင်းကြီးရဲ့အပူရှိန်နဲ့စူပါနေနဲ့မြစ်လို့ယုံကြည်ကြပါတယ်ဒီရေကိုဆေးဖက်ဝန်အဖြစ်အပုံပြုကြတယ်လို့ရေနွေးလိုအပ်ရင်လေဒီမြစ်ကနေပဲခက်ယူကြပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဒီမြစ်ဝန်းကျင်ကတောနတ်တွေဟာတစ်ခိုးထုမှုတွေကြောင့်ပျက်စီးလာနေပါပြီဒီထူးဆန်းတဲ့သဘာဝအန်ဖွေကြီးပြက်ကွယ်မသွားဖို့ထိမ့်သိမ့်ဖို့အလွန်အရေးကြီးနေပါပြီကဘာမြေကြီးဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးစမ်းကြယ်ပါတယ်မီးတောင်မရှိပဲပေါ့ပွားဆူနေတဲ့ဒီမြေကြီးဟာသဘာဝတရားရဲ့စွမ်းအားကိုသက်သေပြနေတာပါတင်ရုကဒီမျက်နှာကိုရောက်ခဲ့ရင်ဘာလုပ်မယ်လို့စဉ်းစားထားလဲကွန်မန့်မှာပြောခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာသတင်းထူးတွေကိုနေ့စဉ်သိရဖို့ Amazing News Channel ကို Subscribe လုပ်ပြီးခေါင်းလုံးလေးကိုနှိပ်ထားပေးပါဦးကြည့်ရှုပေးသူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘ ഹു တုတာတွေတိုးပွားပြီးတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ